ဟုတ်ကဲ့ခင်ဗျကျွန်တော်ကတော့ဦးအောင်ကျော်လင်းပြပါတယ် ASEAN Scale Competition ရဲ့ဒီမှာ Chief Expert ဖြစ်တာဝန်ယူပြီးတော့ထားတဲ့သူဖြစ်ပါတယ် ASEAN Scale Competition ဆိုတာကကျွန်တော်တို့2နှစ်တစ်ကြိမ်ဒေသတွင်းနိုင်ငံတွေကနေပြီးတော့အသက်22နှစ်အောက်လူငယ်တွေကိုပြိုင်ပွဲအဖြစ်ပြိုင်နေတဲ့ပွဲပါအဲ့ဒီပွဲမှာကျွန်တော်တို့ရဲ့ဒီ Automobile Technology နေတဲ့2018ခုနှစ်ကနေစပြီးတော့ပါဝင်ပြီးတော့ရှင်ပြိုင်ခဲ့ပါတယ်ဆိုတော့ဒီမှာကျွန်တော်တို့ကဒီမြန်မာ Scale Competition ကိုဒီမှာကျွန်တော်တို့မေလ9ရက်နေ့နဲ့6ရက်နေ့မှာကျွန်တော်ကျင်းပပြီးတော့အဲ့ဒီကမှကျွန်တော်တို့4ဦးကိုရွေးချယ်ထားပါတယ်4ဦးကိုနောက်ထပ်လေ့ကျင့်မှုတွေလုပ်ပြီးတော့ပြိုင်ပွဲသွားရောက်ဖို့အတွက်ကို2ဦးကိုပြီးတော့2ဦးကိုထပ်မံပြီးတော့ကျွန်တော်တို့ရွေးချယ်မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်က Glory Automotive တင်တန်းကျောင်းကမောင်တူတောင်ဖြစ်ပါတယ်ကျွန်တော်အခုဖိလစ်ပိုင်နိုင်ငံမှာအင်ရှင်ဖြစ်ကျင်းပမဲ့ ASEAN Scale ပြိုင်ပွဲအတွက်မြန်မာနိုင်ငံကိုစားပြုအနေနဲ့ရှင်ပြိုင်ခွင့်ရဖို့အတွက်ကျွန်တော်ဒီမှာအခုလာရောက်ရှင်ပြိုင်ရွေးချယ်ခွင့်ပြုလုပ်နေတာဖြစ်ပါတယ်အခုလိုပြိုင်ပွဲနေစဉ်အတွင်း Automotive လောကလူငယ်များကိုပုံမှန်ပြည့်စေသောရည်ရွယ်ချက်ဖြင့်ဆဆရရအကူအညီပေးနေသောတောင်ရှုံးကုမ္ပဏီစတေဒီယမ်ကုမ္ပဏီနဲ့ဆရာမအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာပါကျွန်တော်ကဒီASEAN Scale Competition 2025ပေါ့နော်မနီလာမှာကျင်းပမဲ့အဖွဲ့မှာကျွန်တော်ကဗမာနိုင်ငံအနေထားနဲ့ဆရာဦးအောင်ကျော်လင်းနဲ့အတူ expert တစ်ခုပြလိုက်ပါမယ်ပါခင်ဗျာကျွန်တော်တို့အခုဒီမြန်မာ Scale Competition မှာလည်းပဲကျွန်တော်ကexpert တယောက်အနေနဲ့ဒီ auto one နဲ့ပတ်သက်ပြီးတော့လေ့ကျင့်သင်ကြားပေးနေပါတယ်အခုစစ်ဆေးရတဲ့ထဲမှာလည်းကျွန်တော်ပါပါတယ်နောက်တစ်ခုကတော့ကျွန်တော်ကတော့ဒီ Glory Career Training Center ကlecturer 2ပါပေါ့နော်ကျွန်တော်တို့ကတော့အခုဒီမြန်မာ Scale ပြီးလို့ရှိရင်ဒီကလေးတွေကိုကျွန်တော်တို့ကဒီမြန်မာစကေးမတိုင်ခင်ကတည်းကလည်းကျွန်တော်တို့ကဒီနိုဝင်ဘာ9ရက်နေ့တော့စပြီးတော့ကျွန်တော်တို့အပတ်စဉ်စနေတနင်္ဂနွေနေ့တိုင်းပေါ့နော်ဒီကလေးတွေကိုကျွန်တော်တို့ဒီပြိုင်ပွဲဝင်တွေကိုဒီ language နဲ့ပတ်သက်ပြီးတော့လည်း training လုပ်ပေးတယ်နောက်တစ်ခုကဒီကားနဲ့ပတ်သက်ပြီး training လုပ်ပေးခဲ့ပါတယ်ကျွန်တော်ဒီပြိုင်ပွဲပြီးသွားတဲ့ခါမှာကျွန်တော်ရွေးချယ်ပြီးသွားတဲ့ခါမှာဒီကလေးတွေကိုလည်းဆက်ပြီးတော့ training ပေးရမှာပါနော်အဲ့တော့ဒီမှာကတော့ကျွန်တော်တို့ကတော့မြန်မာစကေးမှာတော့module 3ခုပြန်ရတယ်ပေါ့နော်ဒါပေမဲ့ဒီ ASEAN Scale မှာကတော့ကျွန်တော် module 5ခုပြန်ရပါမယ်အဲ့ဒါတွေကတော့ကျွန်တော်တို့ဒီချက်စစ်ပိုင်းပေါ့ချက်စစ်ပိုင်း engine overhaul ပိုင်းနောက် body electrical ပိုင်းနောက် suspension ပိုင်းပေါ့နော်နောက် gear ပိုင်းအဲ့ဒါမျိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့5ခုပြန်ရပါမယ်ပေါ့နော်ကျွန်တော်ကလေးတွေကလည်းအကောင်းဆုံးကြိုးစားသွားမယ်လို့ယုံကြည်ပါတယ်မင်္ဂလာပါကျွန်တော်ကတော့ဂျပန်မြန်မာအောင်ဆန်းတက်ဝင်ပညာသင်တန်းကျောင်းမှာမောင်ပြပြဝံဖြစ်ပါတယ်ခင်ဗျာအခုပြိုင်ပွဲကတော့ဖိလစ်ပိုင်နိုင်ငံမှာအင်ရှင်ဖြစ်ကျင်းပမဲ့ ASEAN Youth Scale ပြိုင်ပွဲကိုမြန်မာနိုင်ငံကိုစားပြုဖြစ်တွားရောက်ရှင်ပြိုင်ဖို့အတွက်လာရောက်ရှင်ပြိုင်ခြင်းပဲဖြစ်ပါတယ်ခင်ဗျာအခုလိုပြိုင်ပွဲပြိုင်နေစဉ်အတွင်းမှာကျွန်တော်တို့ Automotive လောကကလူငယ်တွေကိုပုံမတိုးတက်စေသောရည်ရွယ်ချက်ဖြင့်အပပမကူညီထောက်ပံ့ပေးတဲ့ Stallion Company တောင်ရှုံး Company နဲ့ဆရာဆရာမတို့ကဒူးဝင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ